policy sa heading kasi atu ka zibashan khatin ni kan ton ni chibine suya ni pa suile chi forum asi minu akai khawni so mi from ကျွန်တော်တို့ဒီ democracy ခက်ကြီးမှာကျွန်တော်တို့ဒီဖွံ့ဖြိုးရေးကဏ္ဍနဲ့ပြည်စည်းပြည်ထူထပ်ရေးကဏ္ဍဖက်ဖက်မှာကျွန်တော်တို့ပြည်သူလူထုနဲ့ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင်ဒီဟာကတကယ်ထိရောက်တဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့အားနည်းနေဆိုတော့ကျွန်တော်တို့ဖက်ကတည်းကမြင်တဲ့အတွက်ဒီချင်းပြည်နယ်ဒီဖွံ့ဖြိုးတိုးတက်မှုအတွက်ဒီနေရာမှာအစိုးရနဲ့ပြည်သူလူထုနဲ့တက်ကြွပူးပေါင်းပါဝင်မှု check and balance ရှိပြီးတော့အပြန်အလှန်ထိမှုတွေရှိပြီးမှပဲကျွန်တော်တို့ဒီ data ဖွံ့ဖြိုးမှုပြည်နယ်ဖွံ့ဖြိုးမှုပိုင်းမှာကျွန်တော်တို့အဖက်ဖက်ကတော့ကျွန်တော်တို့တွေ့လာမယ်ဆိုတော့ကျွန်တော်တို့ပြောနေတဲ့တွေ့ဒီ program ကိုလုပ်ချင်ပြပါတယ်ကျွန်တော်ကတော့ဒီ Chin Center for Peace and Reconciliation ရဲ့ manager slide ကိုပြပါတယ် kan in hat ani tok maya so soi tu kan nei te kan vei zo te hei soi no gun te min hot saka so kan minister ka ta te tu sun min hot ku te hi lo kan ngen na te en tu kin nge ma min la ku ye nga en tu kin nge kan so kar her ami le asa afa te min ma nga ya min ve hi chu khuar ya kan la phase la nga ki ni ero so dei sei na ne ama ne la kan ma mo le kan vei zo kan han thot su ka han tan ti chu ni ye do ya ham ne am ko ma le chuma te re myo so bu me ne mo ma la ya chi di forum te ya chin a ke asuya ne tu ja ma ha ni le gap လေးကိုပြန်ပြီးဖြည့်ဆည်းပေးနိုင်တယ်လို့ညွှန်နေမှုပါတယ်ဒီချင်းပြည်နယ်ဆိုရတဲ့လူထုပူးပေါင်းပါဝင်မှုမြင့်တင်ရေးဆွေးနွေးပွဲဖော်ရမ်ကိုတက်ချင်းအဖြစ်ဒီကျွန်တော်တို့အစိုးရကပြည်သူလူထုအတွက်ပါဒီလောက်ပေးတယ်လေနောက်ဒီလူထုနဲ့ဒီဘယ်တော့ပူးပေါင်းမှုလုပ်တယ်ဆိုတာလေကျွန်တော်တို့ဒီနေ့နဲ့ဒီရှိချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖြစ်လာဖြစ်ပါ democratic transition ဖြစ်လာဖြစ်ပါကျွန်တော်88မှာကျွန်တော်မြန်မာနိုင်ငံကရှစ်လေးလုံးရေးတော်ပုံနဲ့နော်စခဲ့တယ်ပါအဲ့ဒီမရှိမနောက်မှာဆိုဗီယက်မှာ perestroika နော်ဒီ Gorbachev တို့ပြောတယ် glasnost နဲ့ perestroika glasnost ပွင့်လင်းရအလုံး open ချင်ပွင့်ထွက်ရပွင့်လင်းရနော် perestroika အကုန်လုံးကိုပြန်တော့ပြောင်းလဲရမယ်ဆိုလို့ဆိုတာအဲ့ဒါက88 90လုံးဝစခဲ့တာအဲ့ဒီနောက်ပိုင်းစတော့ဒီဘာလုံးမှာ transition နော်အဲ့မှာအရေးကြီးတဲ့အချက်ကဘာလဲဆိုလို့ရှိရင် transition တစ်ခုလုံးမှာဒီ civil society နဲ့ media တို့ရဲ့အခန်းကဏ္ဍဖြစ်ပါတယ်ပြည်သူလူထုကလူချင်းနဲ့ပန်းနိုင်ကို drive လုပ်ကြတဲ့လူတွေဖြစ်ပါတယ်ကောင်းချင်းဆိုးချင်းကိုခံရတဲ့လူဖြစ်ပါတယ်လွတ်တော်အစိုးရဆိုတာကနော်မူဝါဒချမှတ်လူတွေဒီမူဝါဒကိုအကောင့်ထဲပေါ်တယ်ဖြစ်ပြီးတော့အာဏာသက်ဆိုင်တာနော်အာဏာရယူတဲ့အုပ်စုဖြစ်ပါတယ်ဒီပြည်သူလူထု sorry ဒီ media နဲ့ရပ်ဘက်ဖွဲ့စည်းဆိုတာအာဏာနဲ့ဆိုင်သို့တော်လည်းပဲ civil society and media ဟာအများကြီးကိုလူထုပေါ်လွှမ်းမိုးမှုရှိသလိုအစိုးရပေါ်မှာလည်းလွှမ်းမိုးမှုရှိပါတယ်အဲ့တော့ media တွေဒီ transition ကိုမှန်မှန်ကန်ကန်ထိန်းချောင်းနိုင်လေ transition ကကောင်းပါလေမှန်မှန်ကန်ကန်မထိန်းချောင်းနိုင်လေ transition ကနော်ဟိုကဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်အရေးကြီးတဲ့ stakeholder တွေအများကြီးရှိတဲ့အနေခုကျွန်တော်ဒီပြည်သူလူထုဒီ transition တွေမှာဖြစ်မနေအားမယ်လူထုဖြစ်တယ်ဆိုတဲ့ဥစ္စာတစ်ချက်နော်ဆိုရလို့ကျွန်တော်ပြောတဲ့အခါမှာနော်ဆိုရရောလွတ်တော်ရောနော်ဒီဘက်ပိုင်းကဒါဒီအရေးကြီးတဲ့နော်ကဏ္ဍတစ်ခုဖြစ်တယ်နော် civil society and media အရေးကြီးတဲ့နာဖြစ်တယ်ဆိုတော့ပြချင်တယ်အဲ့ဒီတော့ကျွန်တော် transition တစ်ခုပေါ်တဲ့အခါ theoretically ကျွန်တော်ဒီအုပ်စုကြီး၃စုကနော်ဥပမာဆောင်ရွက်ပြီးတော့နော်ပွားဖြစ်ပါတခါဒီမှာအစိုးရလုပ်တဲ့ညပြည်သူလူထုမသိ transition ကိုလုပ်တာဖြစ်ပါတယ်အစိုးရဘာလုပ်နေလဲဆိုတော့ media တွေကလည်းမမှန်ကန်ကန်နော်မတင်ပြတတ်ရင်ကျွန်တော်အစိုးရကို guide မလုပ်တတ်ရင်ဒါ transition ကအစိုးရနဲ့လူထုကြားမှာနားလည်မှုလွဲမှာစီပါ media နဲ့ civil society က anti ဖြစ်လာတယ်ဆိုလို့ရှိရင် democratic transition နော် media နဲ့ civil society က
parallel ဖြစ်သွားတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ဒါကိုသွားပြီးတော့စန့်ကျင်တဲ့သဘောမျိုးဖြစ်လာတယ်တိုက်ခံဖြစ်သွားရင်အဲ့ဒီတောင်းယူတဲ့အစိုးရအထိပါဘယ်သူထိလဲဆိုရင် transition ပါထိ NLD ကအချုပ်နေတာမဟုတ်ပါဘူးပြည်သူလူထုကအချုပ်နေတာဖြစ်ပါတယ်အဲ့တော့ NLD ပါတီဒီလူထုရဲ့ကိုယ်စားနော်တောင်းယူဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်လူဒီ NLD ပါတီကိုဆောင်ပြီးတော့ဆောင်ရွက်နေတဲ့လက်ရှိ democratic transition အဲ့ဒီအတွက်ကြောင့်ဒီခါလေးကြာရင်ကျွန်တော်when NLD fail the people will fail the country will fail အဲ့ဒါရှိ NLD နော်မအောင်မြင်လူထုမအောင်မြင်တိုင်းပြည်မအောင်မြင်ဒါဖြစ်ပါအဲ့လိုပြောလို့ NLD the instrument ဖြစ် NLD as a tool နော်ကျွန်တော်မျိုးမှန်းတဲ့88ကလေးက60နှစ်ကလေးကနော်လွတ်လပ်ရေးရကြတဲ့မျိုးမှန်းလာတဲ့ process ကြီးကို NLD ပါတီက as a tool as an instrument နော်အသုံးခံတစားပလာအနေနဲ့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒါကိုကျွန်တော် ultimate နော် holistic goal ဒါကိုကျွန်တော်နားလည်ဖို့ပေါ့လိုပါလိမ့်ဆိုတဲ့အကြောင်းပေါ်ပြချင်ပါတယ်အဲ့တော့အထူးသဖြင့်ကျွန်တော် democratic transition လို့ကျွန်တော်ဒီနေ့ပြောတဲ့အခါမှာမတမန်ကျေပြပါတယ်အခုကျွန်တော်ငင်းချမ်းကိစ္စကျွန်တော်ပြောတယ် federal ကိစ္စပြောတယ်နော်နောက်ပြီးတော့democracy federal ပြည်ထောင်စုဆိုတဲ့ဟာကြီးကျွန်တော်ပြောတယ်အဲ့ဒါတွေအားလုံးဒီ